တခါတော့ကချင်းပြည်နယ်ရဲ့ထန်တလန်မြို့ကနေမိုင်း20အကွာမှာရှိတဲ့မိုင်းပီးလို့ခေါ်တဲ့ခြေပါလေးတစ်ခုမှာခွန်းလိုင်နဲ့ခွန်းဆိုင်ဆိုတဲ့တငယ်ချင်းနှစ်ယောက်ရှိခဲ့ကြပါတယ်။သူတို့နှစ်ယောက်မှာအိမ်မက်တစ်ခုရှိရဲ့ဗျ။အဲ့ဒါကတော့ချင်းပြည်နယ်ရဲ့ဝေဒိုရီယာတောင်ကိုလာရောက်လဲပတ်ကြတဲ့နိုင်ငံခြားသားဧည့်သည်တွေကိုအမိပြုပြီးတောင်ပေါ်ခောက်ဆွဲဆန်လေးတစ်ခုဖွင့်ဖို့ပါပဲ။အဲ့ဒါနဲ့သူတို့နှစ်ယောက်လဲဆိုင်ကန်းတစ်ခုငှားရမ်းပြီးဆိုင်အတွက်လိုအပ်တာတွေကိုပြင်ဆင်ကြတာပေါ့။တမနက်ခင်းလုံးတိုင်ရှင်းရေးလုပ်ပြီးတဲ့အချိန်မှာတော့ဆိုင်ရှိရာစပွဲတစ်ခုမှာနှစ်ယောက်သားအေးအေးဆေးဆေးပဲစကားပြောနေကြပါတယ်။နေလေခင်းလောက်ရောက်လာချိန်မှာတော့တိုယိုတာကားလေးတစ်စီးဟာသူတို့ဆိုင်ရဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ပြေနောင်အင်လီစီကိုရောက်ရှိလာခဲ့ပါတယ်။သူတို့ရဲ့ပုံစံကိုကြည့်ကြတာတော့ဒီဒေသကိုအခုမှပြောင်းရွှေ့လာကြတာဖြစ်ပြီးကားပေါ်ကနေမိန်းမချောလေးနှစ်ယောက်ဆင်းလာကပစ္စည်းတွေကိုကားပေါ်ကနေချနေကြတာကိုတွေ့ရပါတယ်။ခွန်းဆိုင်ကြီးကြည်စမ်းပါဦးငါတို့ရဲ့မျက်နှာချင်းဆိုင်မှာမိန်းမချောလေးတွေရောက်လာတာကွ။ဟုတ်တယ်ငါတို့ဒီနားမှာမျက်စိအစာကျွေးလို့ရပြီဟဲ့။အခုမှပြောင်းလာတာဖြစ်မဲကွ။ငါသူတို့ကိုအရင်ကဒီမှာတစ်ခါမှမမြင်ဘူး။စိတ်ကူးရင်မနေပါနဲ့ငါကောင်ရသူတို့ကမင်းကိုပြန်တိုက်မှာမဟုတ်ပါဘူးကွာ။ခွန်းလိုက်နဲ့ခွန်းဆိုင်ဟာမင်းကလေးတွေဘယ်လောက်ချောချာဘယ်လောက်လှချောင်းကိုပြောနေတော့မှာပဲထိုမင်းကလေးနှစ်ယောက်ကသူတို့ပြောနေတာတွေကိုကြားနေတဲ့အတိုင်းလှည့်ပြီးကြည့်လိုက်ကြပါတယ်။သူတို့ရဲ့ဝိစားပြင်ဆင်မှုတွေကလှပသလောက်မျက်နှာထားတွေကတော့မာကြောခက်ထန်နေပြီးမျက်ဝန်းတွေကလည်းမဲနဲ့နေတာကိုတွေ့ရပါတယ်။ဟေ့ခွန်းလိုက်မင်းမြင်လိုက်လားသူတို့ရဲ့မျက်လုံးတွေကမဲနဲ့နေတာပဲငါကတော့ကြောက်တော်ပြီကွာ။ဟာမင်းကလည်းဒီလောက်ချစ်စရာကောင်းနေတာကိုဘဲကလာမျက်လုံးကမဲတာလဲမင်းကအလှပေါက်မခံစားတတ်လို့ပါကွာ။အဲ့ဒီကြောက်စရာကောင်းတဲ့မျက်လုံးတွေကိုငါခွန်းလိုက်မမြင်လိုက်ပါဘူးကွာ။မင်းကတော့ချစ်စရာကောင်းတဲ့ကောင်မလေးတွေဆိုပြီးကြည်နူးနေတာပဲ။ဆိုင်ဖွင့်ပြီးလာအနှဲငယ်အကြမှာတော့ခွန်းလိုက်တို့ရဲ့ခေါက်ဆွဲဆိုင်လေးဟာစားသုံးသူတွေငါပြောက်လာပြီးရောင်းအားလဲမြင့်တက်လာခဲ့ပါတယ်။မိုင်ပြီးရွာလေးဟာတောအုပ်နဲ့ထိစပ်နေတဲ့တောင်ချေရွာဖြစ်တာကြောင့်တဘာဝတောမြောက်ရိုင်းနေလဲပေါများလာပါတယ်။ဒီနေ့ရွာထဲမှာကျက်စားနေတဲ့မြောက်အများစုဟာဘိုက်ပေါ်ကကလေးစားတွေပေါက်ပြဲနေပြီးဒေဆုံးနေတာကိုရွာအနှံ့အပြားမှာတွေ့ကြရပါတယ်။ရွာသူရွာသားအများစုကမြောက်တွေရဲ့ဘိုက်ပွင့်ပြီးဒေဆုံးနေတဲ့ပုံစံကိုမြင်တော့ဒီရွာလုံးမှာရှိတဲ့မြောက်တွေဟာလည်းချိလန့်ဆာဆာအော်မြည်နေကြပါတော့တယ်။ရွာထဲမှာလည်းမကောင်းဆိုးဝါးတကောင်ရောက်လာပြီးတပ်ဖြတ်စားတော့တာဖြစ်မဲ့ဆိုပြီးကောလာဟာလာတွေလည်းထွက်ပေါ်နေခဲ့ပါတယ်။ဟေးကောင်ခွန်းဆိုင်ရွာထဲမှာတော့မြောက်တွေတေဆုံးတဲ့ကိစ္စကိုမကောင်းဆိုးဝါးတကောင်ရဲ့လက်ချက်ဆိုပြီးပြောနေကြတယ်ကွ။အေးကွာဟုတ်တယ်အရင်ကတခါမှမဖြစ်ဘူးပါဘူး။မြောက်တွေတေဆုံးနေတဲ့ပုံစံကလည်းအထူးအဆန်းပဲကွာ။ဘိုက်ပွင့်ပြီးကလေးစားတွေထွက်ပြီးဒေတာကဒါပေမဲ့စိတ်မပူပါနဲ့တကယ်ချင်းမကောင်းဆိုးဝါးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကြောက်စရာမလိုပါဘူးကွာငါတို့ရွာမှာအထက်လန်းစရာဘိုးဘိုးလူရှိပါတယ်ကွခွန်းလိုက်နဲ့ခွန်းဆိုင်လဲရွာထဲကထွက်ပေါ်နေတဲ့ကောလာဟာလာတွေကိုလိလျှို့ရှုပြီးဆိုင်ကိုပုံမှန်အတိုင်းဆက်ဖွင့်နေကြပါတယ်ဒီတလို့အယောင်အိုဝဲလဲကောင်းတာကြောင့်ညနေခင်းရောက်တဲ့အခါမှာတော့ဆိုင်သိမ်းဖို့ပြင်ဆင်ကြပါတယ်ထိုစဉ်မှာမျက်နှာချင်းဆိုင်အိမ်ကအမျိုးသမီးနှစ်ယောက်ဟာပြတင်းပေါက်ကနေတဆင့်သူတို့ရဲ့ဆိုင်ဘက်ကိုစိုက်ကြည့်နေခဲ့ကြပါတယ်။ခွန်းလိုက်လဲမိန်းမချောလေးတွေနဲ့စုံမိလို့ပြောနေတာကြောင့်သူတို့ရှိရာဘက်ကိုကြည့်ပြီးတုံ့ပြန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးနှစ်ဦးနေထိုင်ရာအိမ်အောက်ကနေအလွန်ပြင်းရှာတဲ့အနံဆိုးကြီးတစ်ခုကနှာခေါင်းထဲကိုရှူးကနေဝင်လာခဲ့ပါတယ်။ထွက်ပေါ်လာတဲ့အနံ့ကအလွန်ဆိုးတာကြောင့်သူတို့နှစ်ယောက်လဲနှာခေါင်းကိုလဝါးနဲ့
ကိုစီအုပ်ရင်ဟိုဟိုဒီဒီရှောက်ကြည့်ကြတာပေါ့ညာတော်လဲနားလိုက်တော့ကွာငါတို့ရဲ့အိမ်သားမှာခွေးတွေဘာတွေများပေးနေတာရှီလားကွာချားကြည့်လိုက်စမ်းပါဦးခွန်းဆိုင်နဲ့ခွန်းဆိုင်လဲဆိုးဝလာတဲ့အနံဆိုးတန်းကိုမခံနိုင်တာကြောင့်ဆိုင်မှာရှိတဲ့တိမ့်လက်စပစ္စည်းတွေကိုအမြန်သိရင်ဆိုင်ပိတ်ခဲ့ပါတယ်ညဘက်ကိုရောက်တဲ့အခါမှာတော့ယာတိဥတုကဘိုးပြင်းလွန်းလာကြောင့်လေဝင်လေထွက်ကောင်းအောင်ပြတွင်းပေါက်တွေကိုဖွင့်ပြီးအိတ်ဆက်ကြပါတယ်တနေ့လုံးပင်ပန်းထားတာကြောင့်ခွန်းလိုက်နဲ့ခွန်းဆိုင်ကမိကနေအိတ်ကျော်သွားကြပါတယ်ညသကောင်လောက်ရောက်လာချိန်မှာတော့ခွန်းဆိုင်ကပြတင်းပေါက်ကနေတိုးဝင်လာတဲ့အလင်းရောင်ကြောင့်ဖြတ်ခနဲလန့်လို့လာပါတယ်အလင်းရောင်လာတဲ့ပြတင်းပေါက်စီကိုကြည့်လိုက်တဲ့အချိန်မှာတော့လေပေါ်မှာပြန်ဝဲနေတဲ့ခေါင်းပြက်ကြီးနှစ်ခုကိုတွေ့လိုက်ရပါတယ်မျက်လုံးများရဲတောင်နေပြီးခွန်းဆိုင်နဲ့ခွန်းလိုက်အိယာဘက်သို့ဥတီပြီးစိုက်ကြည့်နေကြပါတယ်